တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်ကနေ14ရက်နေ့အတွင်းမှာစာရွက်စာတမ်းငွေကြေးလက်ပြောင်းလက်တွေသတိထားရမယ်တပားသူကိစ္စကြားဝင်တာဝန်ယူခြင်းအာမခံခြင်းမလုပ်ရအောင်သူများပြဿနာကိုပြဿနာဖြစ်တတ်တယ်စေတနာဝေဒနာဖြစ်တတ်တယ်စကားမှားတတ်တယ်မလိုအပ်ဘဲများစွာပြောသောစကားတို့ကိုလျှော့ရမယ်နောက်လူမှုရေးကိစ္စတွေမှာတားသမျှတာဝန်ယူခြင်းကိုလည်းရှောင်ကျဉ်ရမယ်မနာလိုရန်တိုက်ခံနေကြတဲ့ဖြတ်သန်းရမယ်အခက်အခဲတွေကိုပြေလည်အောင်ဖြေရှင်းပြီးတော့ထူးခြားသောကံပြောင်းလဲတွေကိုဖန်တီးနိုင်တဲ့အနေအထားကိုဆောင်ရွက်နိုင်တယ်ရှေ့ရက်နေ့မှာတော့အရာအတိုက်ခံရှိမယ်အခက်အခဲနဲ့ကြုံတွေ့မယ်9ရက်နေ့မှာစိတ်ချမ်းသာမယ်အလိုပြည့်စုံမယ်ရည်မှန်းချက်အောင်မြင်မယ်10ရက်နေ့မှာခီးကံကောင်းမယ်လိုရာပြည့်စုံမယ်17ရက်နေ့ကမြင့်မြတ်သောနေ့တစ်ခုဖြစ်တယ်အဲဒီနေ့မှာဘာသာရေးဆိုင်ရာကိစ္စတွေလုပ်ရင်လည်းကောင်းတယ်ငွေကြေးကိစ္စတွေလည်းအဆင်ပြေမှုရှိမယ်12ရက်နေ့မှာမနာလိုသူများမယ်မူလစီစဉ်ထားလေးတွေအလွဲချုံဖြစ်မယ်ပြီးမှအဆင်ပြေမှုကိုရရှိမယ်73ရက်နေ့မှာစတင်လိုက်တဲ့ကိစ္စမှန်သမျှဟာထူးခြားစွာနာဂတ်ကောင်းခြင်းကြိုးပေးခြင်းနဲ့တိုးတက်ခြင်းတို့ကိုရရှိစေလိမ့်မယ်14ရက်နေ့မှာရန်ပဋိပက္ခတွေကြားထဲကတိုးတက်ခြင်းအောင်မြင်ခြင်းတွေကိုရနိုင်တယ်။ဒါပေမဲ့အဲ့ဒီနေ့မှာအရှိရက်ကိုတည်သွားစေအနေဖြစ်တတ်တာကိုတော့ကျူးဆိုင်ရမယ်။အခြေခံအဖြစ်မနဲ့9နိုင်ခွဲနဲ့9နိုင်ကြာမှသွားလာနေထိုင်ဆင်ခြင်ပြီးရင်တော့ဒီနေ့တာအရာအဆင်ပြေသောနေထားတွေဘက်ကိုဥတည်တာတွေ့ရပါတယ်။ကြာသပတေးနေ့ဗုဒ္ဓနေ့တနင်္လာနေ့မွေးသူတွေကိုကောင်းကျိုးပေးလိမ့်မယ်။တနင်္ဂနွေနေ့ကနေ့မွေးသူများကြောင့်စိတ်နှောင့်ယှက်တွေဖြစ်တတ်ပါတယ်1 5 6ကဏ္ဍနေအကျိုးပေးပါတယ်အဝါရောင်လိမ္မော်ရောင်တို့နှစ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စလေးတွေကိုဆောင်ရွက်ပါမေလ17ရက်နေ့ဟိန္ဒိယကစုံလပြည့်နေ့ညောင်ရည်သုံးပွဲနေ့ဖြစ်တဲ့အတွက်ညောင်ရည်သုံးခြင်းကုသိုလ်ကောင်းမှုပြုပါအခြားသောကုသိုလ်ကောင်းမှုတွေကိုလည်းဆောင်ရွက်ပြီးတော့လိုရာဆုတောင်းရင်ဆုတောင်းပြပါလိမ့်မယ်ကျေးဇူးတင်ပါတယ်